ညီကိုတွေအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Fury တစ်ကိုအမြဲတမ်းတစ်စပေးနေတဲ့ဇနကပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ညအင်္ဂါနေ့ညမှာတော့ Champion League ပွဲတွေအကုန်လုံးကိုသုံးသက်ပေးပြီးတော့အကြိုက်ဆုံး Free တစ်3ပွဲကိုဒီဗီဒီယိုမှာရွေးချယ်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးပွဲအနေနဲ့ Carrot Armady နဲ့ Club Brugge ရဲ့အသင်းကိုစပြီးတော့သုံးသက်ပေးတော့မှာပဲ Carrot Armady အသင်းကတော့အဆင့်36နဲ့ရမှတ်တမတ်တာရရှိသေးပါတယ် Brugge အသင်းကတော့အဆင့်31နဲ့ရမှတ်4မှတ်ပဲရရှိသေးပါတယ်တေးကြပါတယ် Brugge အသင်းကတော့နောက်တစ်ဆင့်ကိုတက်ဖို့ဆိုတာမဖြစ်နိုင်တော့ပါဘူးဒါကြောင့်ဒီပွဲမှာတော့နှစ်တင်းလုံးကပရိသတ်တွေကိုဖြောဖြေပြီးတော့အကောင်းဆုံးကန်သွားကြမယ်လို့ထင်ပါတယ်။ဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့1-20ပေးရတဲ့ Brugge အသင်းကတေးကြတယ်။ Carrot Armady အသင်းကိုဂိုးပြတ်နိုင်မှုဆိုတာမဖြစ်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်နောက်ဆုံး Champion League 3ပွဲမှာ Carrot Armady ကတကိုးအသာစီနဲ့ပဲရှုံးလာတာပါ။ဒါကြောင့်ဒီပွဲမှာလည်းတေးကြတယ်။တိမ့်နဲ့ပဲအများကြီးဂိုးပြတ်မရှုံးရင်တော့မှတကိုးတာနဲ့ရှုံးပြီးတော့အကောင်းဆုံးကန်သွားမယ်လို့ထင်ပါတယ်။ဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ဂိုးရလက်အနေနဲ့2-1-2ကိုရွေးချယ်ပေးထားပါတယ်။ဒါကြောင့်body အနေနဲ့ Carrot Armady body နဲ့ goal ပေါင်းဆိုလို့ရှိရင် goal ဘောက်ကိုရွေးချယ်ပေးတတ်ပါတယ်ဒုတိယတစ်ပွဲအနေနဲ့ Bodo Clean နဲ့ Man City တို့ပွဲမှာဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ Man City ကဒီရက်ပိုင်းမှာခြေကတော့တော်တော်လေးကိုစိုးနေပါတယ်အသက်ကြလည်းမငြိဘူး Premier League ကိုပဲအားထည့်ရမလို့ Champion League ကိုပဲအားထည့်ရမလို့ဖြစ်နေပါတယ်ဒီလိုအခြေအနေမျိုးမှာ Bodo Clean ကတော့အဆင့်32နဲ့ဒီကောင်လည်းနောက်တစ်ဆင့်ကိုတက်လန်းဖို့ကတော့ရမှတ်3မှတ်ပဲဆိုတော့တိတ်တော့မဖြစ်နိုင်ပါဘူးဒါပေမဲ့ Man City ကတော့အဆင့်4နဲ့ရမှတ်73မှတ်နေရာမှာရရှိနေပါတယ်ဒါပေမဲ့သူတို့လည်းတေးချအောင်လို့ဒီတစ်ပွဲကိုအနိုင်3မှတ်တော့ရအောင်ယူပြီးကန်သွားမှာပါဒါပေမဲ့ဘိုဒိုကလင်းလည်းတေးကြပါတယ်ဂိုးအများကြီးရှုံးအောင်လို့ပိတ်ပြီးတော့ကံမယ်လို့ထင်ပါတယ်ဒါကြောင့်ဒီပွဲမှာကျွန်တော်အနေနဲ့ဂိုးရလက်အနေနဲ့1-2-2-2ကိုပဲမှန်းလာတယ်မဟုတ်လို့ body ကိုတော့ဘိုဒိုကလင်း body နဲ့ဂိုးပေါင်းဆိုလို့ရှိရင်တော့ဂိုးဘောက်ကိုရွေးချယ်ပေးထားပါတယ်ဒီနှစ်ပွဲမှာဆိုရင်တော့ကျွန်တော်အနေနဲ့အကြိုက်ဆုံး free tip နှစ်ပွဲကိုရွေးချယ်ပေးပါမယ်ပထမဆုံးတစ်ပွဲကတော့ Carrot Armady body နဲ့ဒုတိယတစ်ပွဲကတော့Man City ဂိုးဘော်ပဲဖြစ်ပါတယ်ဒါကတော့ဒီနေ့ညတော့အကြိုက်ဆုံး free တဲ့3ပွဲနဲ့2ပွဲကိုရွေးချယ်ပေးတော့ပါပြီနောက်တဲ့ပွဲတွေလည်းကျွန်တော်ထပ်ပြီးရွေးချယ်ပေးရပါမယ်ခိုဘာဟင်ကန်နဲ့နာပိုလီရဲ့ပွဲမှာတော့အဆင့်23-24နဲ့ရမှတ်9မှတ်စီနဲ့အပေါ်အောက်မှာရှိနေပါတယ်ဒါပေမဲ့နာပိုလီကအဝေးကွင်းကနေပြီးတော့ level 90ရှုံးပေးထားပါတယ်ဂိုးပေါင်းစီးအနေနဲ့2.85ပေးထားပါတယ်ဒီလိုအနေထားမှာနှစ်သိန်းလုံးကတော့တေးကြပါတယ်ခိုဘာဟင်ကန်နဲ့သူ့အိမ်ကွင်းမှာတော့အကောင်းဆုံးကန်ပါပဲဒါကြောင့်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ဂိုးရလက်အနေနဲ့ ZZ10 ပဲမှန်းပါတယ်ဒါကြောင့်တေးကြတယ်အနည်းဆုံးတရေနဲ့အပိတ်ကန်ပြီးတော့ကိုဘာဟင်ကန် body ကတော့နိုင်မယ်လို့ထင်ပါတယ်ဒါကြောင့်ဒီညအတွက်တတိယမြောက် free tick ကိုကိုဘာဟင်ကန် body ကိုရွေးချယ်ပေးတာပါတယ်ဂိုးပေါင်းစည်းအနေနဲ့ကတော့ဂိုးဘောက်ကိုရွေးချယ်ပေးတာပါဒါကြောင့်ဒီညအတွက်ကျွန်တော် free tick 3ပွဲအနေနဲ့ Carrot Armady body Man City ဂိုးဘော်နဲ့ကိုဘာဟင်ကန် body ကိုပဲရွေးချယ်ပေးတတ်ပါတယ်အကြိုက်ဆုံး free tick 3ပွဲကိုပြောပြီးပြီဆိုတော့နောက်ပွဲတွေလည်းကျွန်တော်အကြိုက်ဆုံးရွေးချယ်မှုတွေကိုအကြမ်းဖျင်းပြောပြပေးပါမယ် Inter နဲ့ Arsenal တို့ပွဲမှာဆိုလို့ရှိရင် Arsenal ကတေးကြပါတယ်နောက်တစ်ပွဲမှာ Man U နဲ့ကန်ပါပါဒါကြောင့်ဒီပွဲကိုကျွန်တော်အနေနဲ့ဒုတိယလူအရန်စင်းနေနေပဲထွက်လာမယ်လို့မြင်ပါတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင် Arsenal ဟာတေးရတယ်16တင်အဆင့်ကိုတူဝင်သွားပါပြီဒါကြောင့်ဒီညမှာတော့အားထုတ်ပြီးတော့ကန်လိမ့်မယ်လို့မထင်ပါဘူးဘာလို့လဲဆို Premier League မှာအလုံးဝအမားခံလို့မရတဲ့အနေအထားကိုရောက်နေတာမလို့ Arsenal ကဒီညမှာတော့တင်းနဲ့ပဲကန်တော့ပါဒါကြောင့်ဒီညမှာတော့ကျွန်တော်အနေနဲ့ Inter body ကိုပဲရွေးချယ်ပေးတတ်ပါတယ်နောက်တစ်ပွဲဖြစ်တဲ့ Olympiacos နဲ့ Leverkusen တို့ပွဲမှာ Olympiacos က level 15ပြရှုံးနဲ့3.50ဂိုးပေါင်းစီပေါက်ထားပါတယ်ဒီလိုအနေထားမှာကျွန်တော်အနေနဲ့မြန်ပဲပြောလိုက်မယ်နော် Leverkusen body နဲ့ဂိုးဘော်ကိုရွေးချယ်ပေးထားပါတယ်နောက်တစ်ပွဲဖြစ်တဲ့ Real Madrid နဲ့ Monaco ရဲ့ပွဲစဉ်မှာ Real Madrid က2.65နဲ့ဂိုးပေါင်းဈေးက3လုံးရှုံးပေးထားပါတယ်ဒီလိုနေထားမှာဆိုလို့ရှိရင်ကျွန်တော်အနေနဲ့တေးကြတယ် Real Madrid ကဂိုးလဲလူအမှတ်လဲလူနေဒါကြောင့် Real Madrid တို့ဒီပွဲမှာတော့ Monaco ကိုတင်းကျုံပြီးတော့ကန်လိမ့်မယ်လို့ထင်ပါတယ်ဒါကြောင့် Real Madrid body နဲ့ဂိုးဘော်ကိုရွေးချယ်ပေးထားပါတယ်ပြီးတော့ Sporting နဲ့ PSG တို့ပွဲမှာဆိုလဲ PSG က1.50နဲ့ဂိုးပေါင်းဈေး3လုံး30နိုင်ပေါက်ထားပါတယ်ဒီလိုနေထားမှာဆိုလို့ရှိရင်တော့Sporting လည်းအမှတ်လိုနေတာဒါပေမဲ့ PSG ကတော့တေးကြပါတယ်သူလည်းပဲနောက်လီပွဲတွေကတိတ်အာယုံဆိုင်ဆန်လိုတာဖြစ်တဲ့အတွက်ဒီညမှာလည်း Premier Champion League ကိုပဲစူးစမ်းအားထုတ်ပြီးတော့ကန်ပါမယ်ဒါကြောင့် PSG body နဲ့ဂိုးဘော်ကိုရွေးချယ်ပေးတတ်ပါတယ် Spa နဲ့ Dortmund တို့ပွဲမှာဆိုရင်တော့ကျွန်တော်အနေနဲ့ Spa body နဲ့ဂိုးဘော်ကိုရွေးချယ်ပေးတတ်ပါတယ်ဘာလို့လဲဆိုရင်တော့တေးကြတယ် Spa လည်းဒီညတော့တိတ်ပြီးတော့ကန်လိမ့်မယ်လို့မထင်ပါဘူး Dortmund လည်းဘယ်လိုပြောရမလဲခြေစမ်းပိုင်းမှာလည်းအကြဘက်ကိုရောက်နေတာဖြစ်တဲ့အတွက်နှစ်တင်းလုံးကကိုမြူးကြလိမ့်မယ်လို့မထင်ပါဘူးဒါကြောင့် CC 1C အဲ့လောက်ပဲမှန်းတာဖြစ်တဲ့အတွက် Spa body နဲ့ကိုကိုရွေးချယ်ပေးတော့ပါတယ်နောက်ဆုံးတစ်ပွဲအနေနဲ့ Villarreal နဲ့ Asia တို့ရဲ့ပွဲမှာဆိုလို့ရှိရင်တော့ Villarreal က1.50နဲ့3လုံး80ရှုံးကိုပေါင်းစီပေါက်ထားပါတယ်ဒီပွဲမှာတော့ကျွန်တော်အနေနဲ့ Villarreal body နဲ့ကိုအပေါ်ကိုရွေးချယ်ပေးလာပါတယ်ပွဲများကစားခြင်းနဲ့ညီကိုတွေအတွက်ကျွန်တော်ရဲ့ Telegram channel မှာလည်းနောက်ထပ်၄ပွဲကို free tip နဲ့ရွေးချယ်ပေးတာပါတယ်ညီကိုတွေ comment မှာရှိတဲ့ Telegram channel ကို join ပြီးတော့ကျွန်တော်ရဲ့ channel ကို join နိုင်ပါတယ်ပြီးတော့ Bolong Back ဆော့ကစားခြင်းနဲ့ညီကိုတွေလည်းကျွန်တော်ရှိမှလာပြီးတော့ Wish Band နဲ့9လုံးမြစ်ကိုအကောင့်ဖွင့်ကစားနိုင်ပါတယ် Wish Band ကအကောင့်မဖွင့်လဲ unit ထည့်အတွင်းလုပ်ပြီးတော့ကစားနိုင်ပါတယ်ကျွန်တော်ရှိမှလာကစားရင်တော့ VIP တစ်တွေအပတ်စဉ် jersey မဲဖောက်ပေးတာတွေနဲ့ bonus တွေလည်းကျွန်တော်နေ့တိုင်းထည့်ပေးနေပါတယ်ဒါကြောင့်
ဘောလုံးပွဲဆော့ကစားခြင်းနဲ့ညီကိုတွေကျွန်တော်မှလာပြီးတော့ဆော့ကစားနိုင်ပါတယ်ညီကိုတွေအားလုံးပဲဒီညလည်းဆက်ပြီးပေါင်းပြနိုင်ကြပါစေအားလုံးပဲ good luck ပါ